ဒီပုံစံလေးကကြတော့ diameter of circular rim of the cone AB တဲ့ ACB က60လို့ပေးထားတယ်အဲ့ဆိုဆရာမတို့ကဒီမှာနော်ဒီကောင်နေ radius လေးနဲ့ h နဲ့ဆက်သွယ်ချက်လေးကိုရှာထားလိုက်မယ်နော်ဒါက radius နော် r နဲ့ h နဲ့ဆက်သွယ်ချက်ဒါဆိုဒီကနေဆိုဒါ30ဖြစ်သွားတာပေါ့ r လေးကိုပေါအောင်နော်ဒါလေးပေါအောင်ဆိုလို့ရှိရင်သူကဆိုရင် r h တန်း30ကိုနှိပ်လိုက်မယ် 3/3 h ပါတဲ့ဟာလေးနဲ့ရထားပြီဒီဘာတွေပေးထားလဲကြည့်အောင် initially က empty ရဲ့ time t second မှာတဲ့ water flow ဖြစ်လာတယ် constant rate အဲ့တော့ meter cube per second အဲ့ constant လို့ပြောထားတယ် unit ကိုဖတ်လိုက်တော့ meter cube ဆိုရင်ဒါဟာပေးထားတာ dv/dt dv/dt ကဘာနဲ့တူတူပဲ f နဲ့တူတူပဲလို့ပြောတာတခုအဲ့ find exact value of f ဆိုတော့ဒါကိုရှာခိုင်းတာ dv/dt ပေါ့ပြီးရင်မှာ h ပေးထားသေးတယ် the rate at which h is increasing at this instant when h equal to 2မှာဆိုလို့ရှိရင်တဲ့ the rate at which h ဆိုတော့သူက dh/dt ကိုပေးထားပြီ dh/dt ကိုပေးထားပြီဆိုဆရာမတို့ formula လေးကိုဖွဲ့ချင်တာ dv/dt ဆရာမတို့မှာတကယ်လို့များ v ရလာခဲ့မယ်ဆိုရင်အဲ့တော့ v ကဘယ်ကနေရမှာလဲဆိုတော့ဒီ geometry shape ကနေရမှာအဲ့တော့ v equal to shape က 1/3 square ဆိုတဲ့ဟာရမယ်เนาะအဲ့တော့ဒီမှာ r လည်း h ပါတဲ့ဟာနဲ့ substitute လုပ်လိုက်မယ် r ကိုပါတဲ့ဟာနဲ့ substitute ဒီမှာ h ပါတဲ့ function တစ်ခုတည်တံ့ကျန်တော့မယ်ဒါဆိုဒီက v h နိုင်မယ်ဟုတ်ပြီเนาะဆိုရင် v dt လာပြီနောက်ဒီဘက်မှာဘာပေးထားသေးလဲဆိုတော့အောက်မှာ dh/dt ဆိုပြီးဆို dh တွေတော့ dv/dt ဆိုရတယ်ဒီလိုဒီကောင်ပေါ့ဟုတ်ပြီနော်အဲဆိုပထမဆုံး v ကနေစရှာမယ် 1/3 pi r square 1/3 pi r နေရာမှာခုနကတော့ဆရာမတို့စဉ်းစားထားတယ်နော်10ဒါအကျန်းဖြစ်နေလို့အစားကနေပြန်တွက်ပေးလိုက်ပါအောင်နော်ဒါလေးကိုပြန်တွက်ပေးလိုက်အောင်မယ်အဲ့ဒီချက်နဲ့အားရပြီအဲ့တော့1030 equal to က o/a ထားနေရတာเนาะအဲ့တော့ r equal to 1030နဲ့ h နဲ့ကိုမြောက်တာဒါကြောင့်မလို့1030က √3/3h ဒါလေးရှိထားမယ်အဲ့ဒါကို substitute ပြန်လုပ်လိုက်မယ် v equal to 1/3 pi r နေရာမှာ√3/3h square r square h ဒါလေးရှိမယ်ဒါလေးကိုဆက်ပြီးတော့ simplify လုပ်မယ်အဲ့ဒါကို1/9 pi h cube ဖြစ်သွားတယ်နော်ဒါလေးကိုတွက်လိုက်လို့ရှိရင်√3/3 ကို the whole square တင်မယ်1/3ဟုတ်ပြီ 1/9 h cube ရသွားအဲ့တော့သူကနေပြီးတော့ dv/dh ရပါမယ်အဲ့တော့ 1/9 pi က constant ဒီကောင် power ရှေ့ချ power တစ်လျှော့မယ်အဲ့တော့ဒါလေးကိုပြန်ထပ်ပြီးတော့ရှင်းထားလိုက်မယ် 1/3 pi h square ဆိုတာရမယ်
ဒါဆိုတော့ကျွန်တော်တို့ရှာဖို့အတွက်ကြောင့်မလို့ဒီ v by d လို့ချင်တယ်ဒီ v by d နဲ့ dh by d နဲ့ဒီ v by d ကဒီပေါ်မှာ by 3 by h square dh by d ကခုနကဏ္ဍပေးထားတယ် 0.04 ပေးထားတယ်ဒါလေးကိုပြောလိုက်အောင်နော်အဲ့ဟာကိုမှသူကဘာပြောလဲဆိုတော့ at 1 နဲ့ h equal to 2လို့ပြောထားတယ်အဲ့မှာရှိတဲ့ exact value လေနော်အဲ့တော့ at h equal to 2ပါဆိုရင်ဒီ v ရာသူတင်လို့လဲဒီလို mention လို့ f လို့ရေးတယ်နော်အဲ့တော့ 3 by h နဲ့ 2 square 0.04ဒါလေးကို calculator နဲ့လိုက်မယ်ပိုင်ကိုထည့်မနေနဲ့ဘာကြောင့်လဲဆိုတော့ exact answer လို့ပြောထားတဲ့အတွက်ကြောင့်ပိုင်ကိုထည့်မနေနဲ့ 0.04 နဲ့ 2 square ရဲ့အက3 4 by 75 ပိုင်ရတယ်unit ကအပေါ်မှာပြောထားသေးတယ်အပေါ်မှာ unit က meter per second sorry unit ကဒီမှာ meter cube per second လို့ပြောထားတယ်နော်အဲတော့ meter cube per second ဆိုရင်သူခိုင်းနေပြရပါပြီအဲဒီပုံစံ6မှတ်ပါပိုင်နဲ့လည်းထုတ်ပြ